ကျွန်တော်တို့မြန်မာ rescue ပြည် private ပါမီအနေနဲ့တနိုင်ငံလုံးအတိုင်းအတာကျင်းပပြုလုပ်တဲ့ရေပြင်ကယ်ဆယ်ရေးတရုတ်ပြပွဲမှာပါဝင်အားဖြည့်ပေးခဲ့တယ်ဒီပွဲမှာကျွန်တော်မြန်မာ rescue ပြည်နဲ့အတူတန်တင်မီသက်အရန်မီသက်နဲ့မြို့ပေါ်မှာရှိတဲ့အခြားဖွဲ့စည်းတွေနဲ့ပူးပေါင်းပါဝင်ခဲ့ပါတယ်ကျွန်တော်အနေနဲ့ဒီပွဲမှာအများကြီး effort ထည့်ပြီးတော့ပြင်ဆင်ထားခဲ့တယ်။ဒါနဲ့အတူလွဲချော်မှုတွေလိုချင်တဲ့ result မရခဲ့တာမျိုးတွေလည်းရှိတယ်။ဒါတွေကို experience ယူရလို့သဘောထားပြီးတော့လက်ရှိအခြေအနေကိုအကောင်းဆုံးဖြစ်အောင် handle လုပ်ခဲ့တယ်။ခုအဆင်ပြေတာဖြစ်သွားပြီမဲ့ okay ရတယ်။ငါတို့ဆက်လုပ်မယ်ဆိုပြီးကျွန်တော်သားရင်းနဲ့ဆွေးနွေးတိုင်ပင်ခဲ့။ကယ်ဆယ်ရေးမှာအသုံးပြုတဲ့အသက်ကယ်လေးတွေအသက်ကယ်ဘောကွင်းတွေအသက်ကယ် jacket တွေဒီပြင်ကယ်ဆယ်ရေးနဲ့သက်ဆိုင်တဲ့ gear မျိုးစုံတန်ထိုးပြီးတော့ပွဲမှာပြသပေးတယ်ဒါပြီးတော့တန်တင်မီတက်တွေနဲ့ကျွန်တော်တို့ private အဖွဲ့ဆောင်ဒန်းစီရတယ်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အကြီးအကဲကလည်းနေကုန်းပြောပြပေးခဲ့တယ်။ဒီရနဲ့ကျွန်တော်တို့ကရေပြင်တုံးပြပွဲကိုစတင်ပြီးကျင်းပပြုလုပ်တယ်ပြီးတော့လူကြီးတွေကကျွန်တော်ညီကိုတွေ volunteer တွေကိုတိုင်းလံနှုတ်ဆက်ပြီးတော့တန်ထဲမှာခင်းကျင်းထားတဲ့ gear တွေအသက်ကယ်ပစ္စည်းတွေကိုစစ်ဆေးကြည့်ရှုခဲ့တယ်။ရင်းရုံအနေနဲ့ပြောရရင်လွှဲချော်မှုတွေရှိခဲ့ပြီးနဲ့ပွဲပြီးသွားတဲ့ result ကိုညီကိုတွေနဲ့ပါရီဖွဲ့သားအားလုံးကအားရချင်တဲ့ဖြစ်။ပွင့်လင်းပြောရရင်ဒါတွေကတယောက်တည်းလုပ်လို့ရတဲ့ကိစ္စတွေမဟုတ်ဘူး။အဲ့လိုပဲ support လုပ်ပေးမဲ့လူတွေမရှိရင်လည်းကျွန်တော်တို့ရှေ့ဆက်လုံးနိုင်တကယ်လို့တော့ကျွန်တော်တို့ကကံကောင်းတယ်ဆိုလို့ရှိရင်ရန်လာပါတဲ့လူသားဆံမှုတွေကုသိုလ်ကောင်းမှုတွေဖန်တီးရခြင်းအစိပ်ပိုင်းတစ်ခုဖြစ်ပါဝင်နိုင်ပါတယ်